မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ကျမတို့ KK Story Channel ကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟိုးရှေးရှေးတုန်းကရောင်စုံပန်းတွေပွင့်တဲ့တစ်တော်ကြီးတစ်ခုမှာအလွန်ချစ်ဖို့ကောင်းတဲ့ငှက်မီတောင်စုလေးနေထိုင်ခဲ့ကြတယ်သူတို့မှာဇူဇူးတို့ခေါ်ရဲ့သားလေးတစ်ကောင်ရှိတယ်ဇူဇူးကတိတ်ချစ်ဖို့ကောင်းပြီးမဲ့စိတ်ကြီးတယ်သားလေးလာမိမိအကောင်ဆုံးတစ်တီးလေးရှာလာပြီဒီ ဟာနေ့တိုင်းဒါပဲလားဒါမကြိုက်ပါဘူး ဇူဇူမိမိကိုအိတ်လို့မလို့ရဘူးလေဂျေဇူးတင်တက်ရမယ်ဖေဖေခဲ့လေဆရာကြီးမလို့ပါနဲ့တားပါတာနေပါစေ ตาลีဒီနေ့လေးတိုက်ကျမ်းမယ်အတောင်မန်ကိုလေးယူလေးသိန်းနဲ့ပြန်ရမယ်ဖေဖေကလည်းဆရာကြီးမလုပ်ပါနဲ့ตาသိပါတယ် သားလေးဟိုဘက်ကတောနဲ့ကြီးတဲ့မသွားနဲ့နော်အဲ့ဒီမှာရက်ဆက်တဲ့သိငက်ကြီးရှိတယ် ဘိန်းရက်ဟိုလားဟာဟာဟာဒါကပုံမြန်มาတယ်မိမိတို့ကကြောက်တယ်လွန်းတယ် နေလေခင်မိဘတွေအနားယူနေချိန်မှာပေါ့ โอ้လွတ်လပ်လိုက်တာဘယ်သူမှလာမစူတော့ဘူးငါတဘောပဲ ဒါပေမဲ့သူဟာမတိလိုက်မတိပါသားနဲ့တောနဲ့ကြီးတဲ့ရောက်သွားပါတော့တယ် ဘာတန်လဲအမေကဲပါဦးဖေဖေအမေကဲပါဦးနားရသားအောင်မထီးနဲ့ သားလေးလာမင်းရှိတယ် We're getting out of here. Go I'll hold it off ဖေဖေ မိုးတွေတေးကြီးမဲကြီးရွာနေတဲ့ကြားကသူတို့ဟာအင်ကိုပြန်ရောက်လာခဲ့ကြတယ်အဲ့ဒီနေ့ကစားပြီးဇူဇူဟာမိဘစကားနားထောင်နဲ့ရိုသေလေးစားတတ်တဲ့တားလိမ်မာလေးဖြစ်သွားပါတော့တယ်ဒီပုံပြင်လေးကိုနှစ်သက်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like share နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်နောက်ထပ်လေးစိတ်ခွန်အားဖြည့်ပုံပြင်လေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်